မိခင်ဖြစ်သူတေလွန်ခါနီးတွင်တဦးလေးသောသမီးဖြစ်သူကိုအလုတ်ကြိုးစားပြီးပုံမကောင်းမွန်သောဘဝတစ်ခုကိုတိဆောက်ရန်မှာကြားခဲ့သည်မိခင်ဖြစ်သူတေဆုံးပြီးနောက်မိန်းကလေးသည်အိယာလိတ်ကိုယူကာအစာတောင်းခံရန်အိမ်များစီသွားခဲ့တော်လဲလူတိုင်းကသူမကိုပြင်းရည်သည်ဟုယူဆကဘာမှမပေးဘဲအလုတ်သွားလုပ်ရန်သာတိုက်တွန်းကြသည်ပြင်းရည်တက်သောမိန်းကလေးသည်အလုံးမလုံးလိုပဲတစ်ပင်ပေါ်မှကြေးကျသောတစ်တီးများကိုစားကာရေးစားလျင်ရေနှင့်ရက်ွက်တစ်ခုမှတစ်ခုသို့လှည့်လည်သွားလာနေခဲ့သည်ဒီနေ့တွင်ဘရင်တစ်ပါးကရဲတိုက်ကိုရောင်းချမည်ကိုကြားသိရသဖြင့်တွားရောက်ခဲ့ပြီးရဲတိုက်ကိုဝယ်ယူလိုကြောင်းပြောကြားခဲ့သည်ဘရင်ကဝမ်းသာအားရလက်ခံတော်လဲမိန်းကလေးကလူများစွာကိုကြွေးတင်နေပြီးအချိန်တောင်းခံခဲ့သည်တစ်နှစ်အတွင်းမပေးဆက်နိုင်ပါကခေါင်းဖြတ်ခံရမည်ဖြစ်တော်လဲသူမကရဲတိုက်တွင်နေထိုင်ရသည်ကိုပင်ဂုဏ်ယူနေခဲ့သည်ညအချိန်တွင်မိန်းကလေးနားသို့ကြောင်လက်ကြီးတစ်ကောင်ရောက်လာပြီးသူမကတနာသဖြင့်အနားတွင်အိတ်ခွင့်ပေးခဲ့သည်နက်နက်မိုးလင်းသောအခါကြောင့်မှပျောက်ကွယ်သွားတော်လဲခေါင်းအောက်တွင်တော့များရှိနေပြီးအိမ်တကားများအားလုံးပိတ်ထားဆဲပင်ဖြစ်သည်နောက်ရရများတွင်လည်းကြောင်လက်သည်ညတိုင်းလာရောက်ကပါဇက်မှကြောင်မြက်ရတနာများကိုထုတ်ပေးခဲ့သည်ဒီလိုစိတ်ပြင်းပြလာသဖြင့်မိန်းကလေးသည်ညအချိန်တွင်ကြောင်နောက်သို့ခိုးကြောင်ခိုးဝဲလိုက်သွားခဲ့ရာလေကားထင်များအတိုင်းတက်သွားစဉ်ကြောင်မြက်ရတနာများဖွေးနေသည့်တစ်ပင်များကိုတွေ့ခဲ့သည်ထိတ်ဆုံးသို့ရောက်သောအခါကြောင်လက်သည်ရုပ်ပြောင်းသွားကရုပ်ောက်ခါချုံမောသောမင်းသားတစ်ပါးဖြစ်သူပြောင်းလဲသွားပြီးအခြားမင်းသမီးများနှင့်အတူပျော်ရွှင်စွာကခုန်နေသည်ကိုတွေ့လိုက်ရသည်နောက်တညတွင်ကြောင်နဲ့ရောက်လာသောအခါမိန်းကလေးကသူမသိရှိကြောင်းနှင့်တွေ့ရှိခဲ့သည့်ကြောင်မြက်ရတနာတစ်ကိုင်းများကိုပြသလိုက်သည်ထိုအခါကြောင်လက်မှာအော်ဟစ်လိုက်ပြီးမင်းသားသည်ကြောင်ရည်ခွန်မှထွက်လာခဲ့သည်မင်းသားမှာကျိန်စာတင်နေသူဖြစ်ပြီးအပြင်ထွက်သည့်အခါတိုင်းကြောင်ရည်ခွန်ကိုဝတ်ဆင်ရခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည်